လေးမိုင်စင်ကိုကနေပြန်နေကြိုဆိုလိုက်ပါတယ်အခု PJ ကနေ PV ကိုချိန်ပြီးတော့14ရောက်ရတဲ့လူတွေအနေနဲ့စာအုပ်ကိုတကယ်ထွက်မှာလားတော်တော်အမေးများတယ်ပေါ့နော်ကျွန်တော်ရဲ့ page မှာလည်းလာမေးထားတာရှိသလိုဒီ TikTok message တွေကနေလာမေးထားတာလည်းအများကြီးပဲပေါ့နော်ကျွန်တော်ဒီအမေးအများဆုံးဖြစ်တဲ့စာအုပ်ကိုတကယ်ထွက်မှာလားဆိုတဲ့မေးခွန်းကိုကျွန်တော်ဒီထင်မြင်ချက်ကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်အခု PJ ကနေ PV ကိုဒီသတင်းတွေထဲမှာတရဝင်ချိန်ပြီးတယ်ဆိုတဲ့အကြောင်းမကြေညာသေးပေမဲ့လည်းရန်ကုန်မှာတကယ်ဆက်လက်ထွက်ပြီးတော့ချိန်ပြီးနေတာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဝန်ဆောင်မှုလည်းလုပ်နေတယ်ပေါ့နော်အဲ့တော့ဒီလက်ရှိငကိုတဲကကျွန်တော်တို့ PJ ကို PV ချိန်မယ်ဆိုရင်ဒီတက်တန်းကုန်တွေတွေစောင့်ရတယ်ပေါ့နော်ဒါပေမဲ့ဒီ J2V ကိုချိန်လို့ရတယ်ဆိုတဲ့အကြောင်းသတင်းစထွက်တဲ့အခါရန်ကုန် passport ရုံးမှာဆက်လက်ထွက်ပြီးတော့ချိန်ပေးနေတာပဲဖြစ်ပါတယ်အဲ့တော့ကိုကလက်ရှိ PJ ကင်ထားတယ် PV ချိန်နေတယ်ဆိုရင်ပုံမှန်တိုင်း14ရပြီးတာနဲ့2ပတ်နေစာအုပ်ထုတ်လို့ရတယ်ပေါ့နော်ဒီ2ပတ်နဲ့မှထွက်တာလည်းရှိတယ်အခုမှလက်ရှိ J2V ကပထမအဆုံးစချိန်ပေးတာဖြစ်တဲ့တော့အဲ့ထက်နောက်ကျတာလည်းဖြစ်နိုင်တယ်ခင်ဗျသူတို့ဘက်ကတော့စာအုပ်မထုတ်ပေးဘဲနဲ့တော့ချိန်ပေးမှာတော့မဟုတ်ဘူးလို့ကျွန်တော်ထင်တယ်။ဘာပဲဖြစ်ဖြစ်လက်ရှိ PJ ကင်ထားတဲ့လူကကိုက PV ချိန်နေတယ်ဆိုရင်အခုအချိန်မှာချိန်လို့ရနေတဲ့အချိန်ဆက်လက်တွေထွက်နေတဲ့အချိန်မှာဘာပဲဖြစ်ဖြစ်ဆက်လက်ရတဲ့အထီတော့ယူထားသိနေလို့ကျွန်တော်ထင်တယ်။သူ့အနေနဲ့စာအုပ်ထုတ်ပေးဖို့ဒီပြန်စီစစ်တဲ့ဟာတွေကဒီစာအုပ်ရဖို့နောက်ကျနိုင်တာလည်းဖြစ်နိုင်တယ်ဒါပေမဲ့သူတို့ဘက်ကလည်းစာအုပ်တကယ်ထုတ်ပေးမှာဖြစ်တဲ့အတွက်ဒီ PJ to PV ကိုမြန်မာ RD ရန်ကုန် passport ရုံးမှာဆက်လက်ထွက်တဲ့အထိသူတို့လုပ်ပေးနေတယ်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ဘာဖြစ်ဖြစ်လက်ရှိ PJ ကင်ထားတဲ့လူတွေကတက်တန်းကြံတာ6လလောက်ပဲကြံနေတဲ့လူတွေကတော့အရေးအကြီးထွက်เสียမရှိသေးဘူးဆိုရင်မချင်းသေးပဲနဲ့ပေါ့နော်။ဘာကြောင့်လဲဆိုတော့အခု PJ to PV ကတက်တန်းအများကြီးကြံနေတဲ့လူတွေကချင်းတဲ့ခါမှာလင်းလက်မှတ်မပြနိုင်တဲ့အခါမှာတစ်နှစ်ပဲရတယ်။လင်းလက်မှတ်ပြနိုင်တယ်ဆိုရင်တော့စာအုပ်တက်တန်း9နှစ်ရမယ်ပေါ့နော်။အဲ့တော့ကိုယ့်ရဲ့လက်ရှိ PJ စာအုပ်ကဒီတက်တန်းကုန်မှုတစ်နှစ်အောက်6လ9လ10လအဲ့လိုမျိုးဆိုရင်တော့မချင်းသေးနေဦးပေါ့နော်ဒီတက်တန်းကုန်မှာပဲတက်တန်းပြန်တိုးပြီးတော့ PV ကိုပြန်ပြောင်းပေါ့အဲ့ခါကျရင်တော့9နှစ်တရားဝင်ရတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စာအုပ်ကတက်တန်းပြီးခဲ့တဲ့လမှာလောက်ထားတာတို့2029မှာကုန်မဲ့လူ2028မှာကုန်မဲ့လူတွေကြတော့အခုအခွင့်အရေးပေးနေတော့ဒီ passport ရုံးမှာချိန်ထားတင်တယ်လို့ကျွန်တော်ထင်တယ် PJ to PV ချိန်နေတယ်ဆိုရင်ကျွန်တော်ရဲ့ဒီ first step passport one stop service မှာဒီ QR appointment ကနေစပြီးတော့ဆက်လက်ရတဲ့ဒီလာအပ်လို့ရပါတယ်ကျွန်တော်ကိုဒီ TikTok ကနေ message ကနေဒီ passport ကြောင်းမေးမြန်းတာမဟုတ်ဘဲနဲ့ကျွန်တော်ရဲ့ page မှာတိုက်ရိုက်လာပြီးတော့မေးမြန်းစေချင်ပါတယ်ပေါ့နော်အဲ့တော့ဒီ PJ ကနေ PV ကိုချိန်နေတယ်လို့ဘယ်သူမှဆိုဒီချင်းဒီပဲဖြစ်ဖြစ်မချင်းဒီပဲဖြစ်ဖြစ်မေးချင်တာရှိတယ်ဆိုရင်ကျွန်တော်ရဲ့ဒီ page ကိုတိုက်ရိုက်ဆက်သွယ်လာမေးမြန်းလို့ရပါတယ်အဲ့တော့အခွင့်အရေးရနေတော့ချိန်တာပါလို့ကျွန်တော်ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ခင်ဗျ